ဒီနေ့ဒီလိုတာလီလေးမှာကြောက်ရတာလေးကိုတင်ပေးပါမယ်နော်ဟုတ်ပြီနော်ဒီနေ့ဒါလေးလုံးပါပေါ့နော်ဒါလေးလုံးမယ်ဆိုရင်အခုဒီဟာလေးရောင်းနေကြတွေ့တော့လေဒါလေးကိုလုံးလေးနော်တင်ပေးချင်လို့ပါဒါလေးကိုလုံးမယ်ပေါ့လုံးမယ်ဆိုရင်ဒီမို့ပေါ့ဒါလေးတစ်ခုနဲ့လုပ်ပြမယ်အဲ့တော့ဘာလိုအပ်လဲဆိုရင်ကြောက်ကျိုးလိုအပ်တယ်နော်ကြောက်ကျိုးလိုအပ်တယ်ကြောက်ကျိုးတော့ size number တော့တိတ်ပြီးတော့မခေါ်တတ်ဘူးဒီတော့အဲ့လေရောင်းတဲ့နေရာမှာရှိရကွာဒီလားအဲ့လိုပြူပြတဲ့ဓာတ်ရည်ကကြောက်ကြီးတဲ့အကြီးတွေမဟုတ်ဘူးကွာအဲ့လိုစိတ်သေးလေးတွေဝယ်လိုက်နော်စိတ်သေးလေးတွေပဲဝယ်ကြောက်ကြီးပြူပြတဲ့ရည်မဝယ်နဲ့ရွှေအဲ့လိုနော်အဲ့လိုရည်မယ်ပြီးလို့ရှိရင် rainbow color လေးဝယ်လိုက်ဒါမှမဟုတ်ဆိုရင်ရွှေရောင်လိုငွေရောင်လို rainbow color လေးပေါ့နော်အရောင်ပြေးလေးအဲ့လိုလေးဝယ်ရွှေရောင်ဆိုလဲတကယ်လို့ရွှေရောင်ကြိုက်တယ်ဆိုလဲရွှေရောင်နဲ့လိုက်မယ်အတွင်းထစ်သားဟာလေးမျိုးလေးဝယ်ပေါ့နော်ဟုတ်ပြီအဲ့ကိုလုံးမယ်ဆိုတဲ့ကောင်နဲ့လိုက်ဖက်မဲ့ဟာမျိုးတွေဝယ်ပေါ့နော်ဒီဟာ rainbow ကတော့ဘာလေးရောင်နဲ့ဖြေလိုက်လို့ဒါလေးပဲဝယ်ထားတယ်ပေါ့နော်ဟုတ်ပြီအဲ့တော့ဒါလေးလိုအပ်တယ်ပြီးလို့ရှိရင်ကောလိုအပ်တယ်ပြီးလို့ရှိရင်ဒီနှိမ့်တဲ့နေရာမှာထားတယ်ကြောက်ကလေးတစ်ခုလိုအပ်တယ်ပေါ့နော်ဒါလေးလိုအပ်တယ်ပေါ့နော်ဒါအဆင်ပြေလို့လုပ်ပါသူများရလှရလေးရွေးပြီးတော့ဝယ်ကြရပါတော့ချိုးကြနားလေးမှာအယုတ်ကလေးတက်ကြတယ်ဒါတော့ကိုလုံးတက်သွားပြီဆိုကိုအဆင်ပြေလို့လုပ်ကြပါတော့ဟိုကကြတော့စမယ်ပေါ့နော်အဲ့တော့စမယ်ကကြီးညက်မယ်ဟုတ်ပြီနော်အဲ့တော့အရင်ဆုံးဘာကိုစလုပ်လဲဆိုရင်ဒီစခရင်ကိုဟိုပတ်ထားတဲ့ကြောက်တန်းလေးကိုအရင်လုပ်မယ်ဟုတ်ပြီနော်အဲ့ကြောက်တန်းလေးမှာသူကဒီတောက်လျှောက်ပတ်သွားတာမဟုတ်ဘူးတောက်လျှောက်ပတ်သွားရင်မလှဘူးအဲ့တော့တောက်လျှောက်ပတ်တာမဟုတ်ဒီကနေပြီးတော့အပေါ်တကွေးကွက်လိုက်တယ်ပြီးရင်ဒီအောက်တန်းကတန်းအဖြောင်းတိုင်းတန်းသွားတယ်အဲ့နှစ်ခုသွားတယ်အပေါ်တန်းစာအတွက်ကတော့ကိုယူဝဲတဲ့ကြောက်ပေါ်မူတည်ပြီးတော့နည်းနည်းယာကြည့်ပေါ့နော်ဒါယာကြည့်ပြီးတော့ဒီမျိုးရိုးရာကြည့်လိုက်ငါဘယ်နှတန်းဘယ်နှလုံးဖြတ်ရင်အဆင်ပြေလဲဆိုရာကြည့်လိုက်ပြီးတော့ဖြတ်ပေါ့နော်ဒါကကြောက်ဝဲခြင်းမှာကြောက်မတူတဲ့ခါကျရင်ကိုကပြောပြတာဒါတို့ဒီအမဝဲကြောက်မျိုးပဲဆိုရင်တော့အမဒီအပေါ်တန်းအတွက်12လုံးဖြတ်တယ်နော်အဲ့2 4 6 8 10 12ဟုတ်ပြီ12ကိုမှာဖြတ်လိုက်ပြီဟုတ်ပြီနော်စနစ်ဖြတ်လိုက်ပြီဒါဆိုရင်အပေါ်တန်းလေးကိုဝိုင်းပါနော်အပေါ်တန်းလေးဝိုင်းပါဖြစ်ကြမို့ဒီပက်လင်မှာကိုဒီကော်လေးကိုကတ်လိုက်မယ်ဟုတ်ပြီကော်လေးကတ်လိုက်ပြီဟုတ်ပြီနော်ဟုတ်ပြီကော်ပိတ်လိုက်ပြီအဲ့ဆိုစပြီးတော့ကိုဒီပတ်မယ်နော်အဲ့ပြောဖို့ကဒီလိုအမြင်တန်းတွေထွက်တယ်မလားအမြင်တန်းထွက်တယ်အမြင်တန်းဒီကိုယ့်ရဲ့ screen ကိုဟိုးသွားပြီးတော့မထိခိုက်ရင်ရပြီနော်မထိခိုက်အောင်ပဲကိုဒီပြင်ဆင်ရမယ်ပေါ့နော်ဟုတ်ပြီဒါလေးနဲ့ညီအောင်လိုက်ညှိမယ်နော်ကွာနှိပ်ကြည့်လိုက်လို့ဟိုကနန်းနေမပေါ်ဘူးလားပေါ်လာလေးချက်ကြည့်အောင်နော်ကနန်းနေပေါ်ဖုံးသွားမှလဲဆိုလို့ဒါဆိုရင်white ပေါ်က white လေးရပြီပေါ့နော်white လေးရသွားပြီ
ဟုတ်ပြီခုအောက်ကဒီလိုအပိတ်ကလေးအပိတ်တန်းလေးအတွက်9ခုဖြတ်မယ်နော်9ခုဖြတ်မယ်ဒီအပေါ်အပိတ်တန်းလေးအတွက်9ခုဖြတ်မယ်ဒီမှာအပိတ်ကလေးဒါအပိတ်ကလေးစာလေးလည်းဖြစ်နိုင်လို့ရှင်စာလေးလည်းအရင်မဖုံးအောင်လုပ်လိုက်ပေါ့နော်ဒါစာလေးဖုံးလို့ရှင်လည်းရေတို့ခုမှစတုံးတဲ့လူဆိုရင်ဘာရေးလို့ရေးထားမှမသိဘူးဖြစ်မှာဆိုလို့လေနော်ကိုကဒါလေးလုံရောက်မယ်ဆိုရင်လည်းရေတို့စာကိုရှယ်စာဝယ်လူကဒီမသုံးဘူးတဲ့လူဆိုရင်ဘာလေးရေးထားမှမသိမှာဆိုလို့နော်စာလေးတွေအသက်နိုင်ဆုံးလည်းမဖုံးအောင်လေရေးလုပ်ပြီးပို့ပြီးတော့ကောင်းတာပေါ့နော်ဒါဆိုရင်ဒီပက်လေးကိုရပါပြီဟုတ်ပြီနော်ပက်လေးရောက်သွားပြီဆိုရင်အမောက်ဒီဘေးဘက်တွေကိုအကုန်လုံးပဲဘေးဘက်တွေကိုအကုန်လုံးပဲဟုတ်ပြီနော်ဒီဘက်ဒီမှာအကုန်လုံးပဲအဲ့တော့အဲ့ဒါကြတော့အမကစိုက်အကုန်လုံးအတွက်အဆင်ပြေအောင်အမဒီဘယ်လိုပြောမလဲဟိုဘယ်နှလုံးလောက်ပါလို့မပြောတော့ဘူးเนาะအမဒီအဲ့လိုမျိုးလိုက်ရှာလိုက်မယ်ရပြီเนาะအဲ့တော့ဒီကြီးကိုကိုဒီဖြတ်လိုက်မယ်ဒါကိုရထားတဲ့ဟာเนาะဟုတ်ပြီအဲ့တော့ဒါကရထားတာเนาะအတိအကျတော့မဟုတ်ဘူးเนาะအတိအကျမဟုတ်ဘူးရထားတာပဲရှိသေးတယ်ဟုတ်ပြီနော်အဲဒီမှာပက်လေးကိုလိုက်ပြီးတော့ကော်လေးလိုက်တော့မယ်ဟောအဲ့ဒီနေရာမှာအရေးကြီးတာပြပြမယ်နော်အရေးကြီးတာရှိတယ်ကော်တုတ်တဲ့နေရာမှာအရေးကြီးတာရှိတယ်ဘာလဲဆိုရင်ဒီမှာရှိတဲ့ဒီကနန်းလေးဒီခလုတ်လေးတွေကအောက်ကိုဖိရတာဟုတ်ပြီနော်သူတို့ကိုပေါ်သွားကတ်မိသွားရင်သူတို့ဒီအောက်ကိုဖိဝင်ပြီးသွားရင်ဖိရဲ့နေရန်အနေနဲ့ဘာသာကော်နဲ့ကတ်သွားပြီးတော့ဒီကောင်လေးဒီဖိလို့မရဖြစ်သွားနိုင်တယ်။ဒါကြောင့်မို့ကိုဒီစပြီးတော့ဒီပက်လေဒီခလုတ်တွေနဲ့နီးရဲ့နေဟာနေပက်လေကိုအမားလို့လုပ်မယ်ဆိုရင်နေလုံးဝဆိုရင်ဒါလေးနဲ့အသက်တိုင်းဆုံးနည်းနည်းလေးရောဝေးအောင်လုပ်ပြီးမယ်ဟုတ်ပြီနော်။ဝေးအောင်လုပ်မှပို့ပြီးအဆင်ပြေတယ်။ဒါကြောင့်မလို့နော်ဒါကြောင့်မလို့ဟိုဒီအပေါ်ကအဝါတန်းတက်ပေါ်မှာပဲအမဒီကောလေးလိုက်တုပ်လိုက်မယ်ဒီအမဲဘက်ကိုရောက်မှာလားမရောက်ဘူးเนาะအဲ့လိုလေးဟုတ်ပြီနော်ကောလေးအမလိုက်တုပ်ပြီးသွားပြီလောက်တုပ်ဆိုရင်ဒီမှာကောလေးကတ်မယ်ရေလိုကြောက်ရတဲ့အချိန်မှာเนาะဟိုပိုသွားတာထက်လိုတာပိုအဆင်ပြေတယ်เนาะလိုသွားရင်ဘယ်လိုလုပ်ရမလဲဆိုတော့အမထပ်တင်မိမယ်เนาะပိုသွားတာထက်လိုသွားတာပိုအဆင်ပြေပိုသွားရင်ကြတော့ဘယ်လိုပြောရမလဲသုံးမွေပဲနဲ့ပြစ်လိုက်ရအောင်လို့ဖြစ်သွားမှာဆိုလို့လीเนาะလိုသွားအောင်အမလုပ်ပြအောင်နိုင်เนาะဒါလေးအမနည်းနည်းစိတ်လိုက်ရင်လိုသွားနိုင်တယ်ဒီပက်လေကိုလည်းအမဒီအဝိုင်းလေးကိုလည်းအမကြောက်ကက်အောင်မဖြစ်တဲ့ကြောင့်တူလေးကိုနည်းနည်းလေးအောက်လေးကိုနည်းနည်းလေးဆင်းပေးနော်အောက်ဖက်လေးကိုနည်းနည်းလေးဆင်းပေးဟုတ်ပြီနော်အောက်ဖက်လေးနည်းနည်းဆင်းပေးမယ်တူလို့မို့ပေါ်လောက်ကြီးမကက်ဘူးနော်အဲ့မှာလိုမသွားဘူးလားလိုသွားပြီလိုသွားရင်အမစဉ်းစားလိုက်တယ်ငါလိုသွားတဲ့နေရာလေးက2ခုစာလောက်ဆိုအဆင်ပြေတယ်ငါ3ခုထည့်မယ်ဆိုရင်လေဒီဘက်ဟာလေးကိုပြန်ပြီးလိုက်ပြီးတော့နည်းနည်းစိတ်လိုက်ပေါ့နော်ဒီလို2ခုပဲထည့်မှသိကြပြီဆိုရင်တော့ကိုဒီနှစ်ခုသာထည့်ရမှာဆို2ခုသာထည့်မယ်ပေါ့နော်2ခုသာဆိုရင်အချိန်ကျမှဒီမှာလိုတဲ့နေရာလေးမှာနှလုံးသားလောက်လိုတာမလို့နှလုံးသားလောက်ကိုဖြတ်လိုက်မယ်ဟုတ်ပြီနော်နှလုံးသားလောက်ကိုဖြတ်လိုက်မယ်ဖြတ်ပြီးတော့အမာဒီနေရာမှာကော်တုတ်ထားတာနည်းနည်း6ချင်လို့ဖြစ်သွားပြီဆိုရင်ထပ်တုံမယ်ပေါ့နော်ရပြီအဲ့တော့ဒီနေရာမှာကိုဒီနှလုံးသားလောက်လေးကိုထည့်အဲ့ဒါအဲ့ဒီမှာကွာကြည့်လိုက်နည်းနည်းပင်ညီလားမညီဘူးလားဆိုတော့နည်းကြည့်လိုက်မယ်နည်းနည်းပင်မညီဘူးဖြစ်နေရင်ဒါလေးတွေနည်းနည်းလေးပုံပြီးတော့ပြန်ညှိမယ်ဒါဆိုညီတော့ဖြစ်သွားပြီလားပေါ့ဟုတ်ပြီနော်ဒါဆိုရင်ရသွားပြီဟုတ်ပြီနော်ဒါလေးဆိုရင်ရသွားပြီပေါ့ဟုတ်ပြီအဲ့တော့နောက်ထပ်ကိုလည်းအဲ့လိုပဲတိုင်းကြည့်မယ်
ကိုကတိုင်းကြည့်ပြီးပက်ပက်လဲရှောက်ပြီးတော့တိုင်းပြီးမှဖြတ်ကြည့်မယ်လိုသွားတာကိစ္စမရှိဘူးเนาะပိုသွားမှအစင်သိမ့်ပဲပြရအဲ့တော့ကိုဒီလိုက်တိုင်းပြီးတော့ညှက်ကြည့်လိုက်ညှက်ပြီးလို့ရှိရင်ဟိုနောက်ပုံစံမျိုးလိုက်ကတ်မယ်ဟုတ်ပြီနော်အဲ့တော့ကိုကတ်လိုက်မယ်ကိုဒီပက်ပက်လဲကိုအဲ့ဒီပုံစံမျိုးကတ်မယ်ဟုတ်ပြီနော်အဲ့တော့ဒီနေရာမှာဘာသတိထားဒုတိယထဲမှာဘာသတိထားမှလဲဆိုရင်ကိုရဲ့ကော်ဒီကောင်လေးနဲ့မကတ်စီနဲ့ဒီကောင်လေးကိုဘာမကတ်စီနဲ့ဒီကောင်ရဲ့ပက်ပက်ဒီကောင်ရဲ့ပက်ပက်လဲမှာလဲကိုဒီလိုမျိုးအဝိုက်တစ်ခုလာအောင်ဖြစ်တဲ့ကြောင့်မလို့သူ့အတွက်နေရာလေးခြံခဲ့အောင်လို့အောက်ဖက်လေးတွေကိုနည်းနည်းလေးသူ့လိုမျိုးအပေါ်ကိုအရင်မကတ်ပဲနဲ့အောက်ဘက်ကိုနည်းနည်းလန်လေးထားပြီးဟုတ်ပြီနော်အဲ့ဒါပဲတနာကုန်းကဒီမှာအကုန်ပြီးပြီနော်လွယ်လေးပဲအဲ့ဒီမှာဒီကျိုးတွေကိုတိုင်းပြီးတော့ကိုဒီပက်ပက်လေးထောက်လို့တို့ဒီဘလက်စင်းတို့ကိုဘလက်စင်းကြအောင်မလဲဒီမှာဆိုရင်1စင်း2စင်း3စင်း4စင်းသာကြအောင်မယ်အဲ့4စင်းကိုကိုယ့်အကူလုပ်လိုက်မယ်နော်ပြီနော်အဲ့ဆိုဒါလေးကကတ်ပြီးသွားပြီပေါ့နော်ဒါလေးတွေကတ်ပြီးသွားပြီကော်များလို့အောက်ကိုနည်းနည်းအီးကြအဲ့ဆိုနည်းနည်းလေးအချောက်ခံလိုက်မယ်နော်ဟုတ်ပြီနော်အဲ့ဆိုရင်ခုဒီအလဲဟာလေးလုပ်မယ်ပေါ့အလဲဟာဆိုရင်ခုကဒီမှာလေမော်ရောင်လေးဆိုလေမော်ရောင်လေးနဲ့လိုက်တဲ့ဟာလေးကိုလုပ်လိုက်မယ်ဟုတ်ပြီနော်အဲ့ဒီထိပ်ဒီပေါ်မှာကိုဒီကော်လေးတုပ်လိုက်မယ်အမြင်တမ်းလေးထွက်သွားပြီ sorry အမြင်တမ်းလေးမထွက်အောင်လုပ်ပိုကောင်းတယ်နော်ဟုတ်ပြီဒီမှာဒါလေးကိုယူလိုက်မယ်ဒီမှာကတ်လိုက်မယ်နော်ကတ်လိုက်မယ်အဲ့ရပြီနော်ဒီမှာကတ်လိုက်မယ်ဟုတ်ပြီအဲ့တော့ဟုတ်ပြီလုံးဝ6အောင်ထားလိုက်နော်ဘာလို့နောက်တစ်ခုကျအမတို့ကနည်းနည်းတိုင်းခင်းဖို့ရှိတော့လေဒါလေးတွေမ6ဘူးဆိုရင်အဆင်မပြေဘူးเนาะအဲ့တော့နည်းနည်း6အောင်စောင်းလိုက်မယ်အဲ့တော့6အောင်စောင်းနေချိန်မှာဒီဘေးက2ကောင်လုံးလုပ်လို့ရတယ်ဘေးက2ကောင်လုံးရှင်အမဒီတခြားသောဟိုဒီတေးခရစ်စတယ်တေးလေးတွေနဲ့လည်းရတယ်เนาะခုအမခရစ်စတယ်တေးလေးမရှိတဲ့ကြောင့်မလို့ဒီကြောက်နေပဲအမလုပ်လိုက်မယ်အမနှလုံးယူလိုက်မယ်နှလုံးဖြတ်လိုက်မယ်ဟုတ်ပြီနော်ဒီမှာနှလုံးဖြတ်ထားပြီးသွားပြီနော်နှလုံးဖြတ်ထားပြီးသွားပြီအဲ့တော့အမကအဲ့ဒီပေါ်မှာအမဒီကော်လေးတုံးလိုက်မယ်အရင်မများသေးနဲ့အရင်များပြီးတော့အောက်ကိုပေသွားရင်ကိုဒီကနှိမ့်လို့လုံးဝမရတော့ဘူးနော်အဲ့ဒါလေးသတိထားပေးပါအဲ့တော့ဒါလေးကဟုတ်ပြီခုအဲ့တော့ကော်လေးတုံးလိုက်ပြီနော်ကော်မ6မချင်းလဲလုံးဝအောက်ကိုမနှိမ့်နဲ့နော်ဘေးတွေကိုမပေးအောင်အရန်ကူးဆိုင်နော်ပြောရနော်လုံးဝဘေးတွေမပေးသေးနဲ့ပေးလိုက်ပြီဆိုတာနဲ့ကိုယ့်ရဲ့ဟာဒီလုံးဝချောင်းမယ်เนาะအမိုက်ပုံရပြီဒီမှာခုထားမယ်နောက်တစ်ခုဒီမှာတက်မယ်ဟုတ်ပြီနော်အဲ့တော့ဒါလုပ်ပြီးသွားပြီဆိုတာနဲ့အမတို့ကလုံးဝ6ခံလိုက်ခဏတော့6ခံလိုက်အောင်နော်ဟုတ်ပြီနော်ဒါလေးတွေက6သွားပြီပေါ့ဒါကြောင့်မေစေးတော့မယ်နော်ဟုတ်ပြီနော်အဲ့ဒါဆိုရင်ခုဒီမှာဒါလေး6သွားပြီပေါ့နော်ဒါလေး6သွားပြီဆိုရင်ခုထိဒီပက်ပက်လင်မှာဒီပုံစံလေးအဝိုင်းလုံးမှာဟုတ်ပြီနော်ဒါလေးအဝိုင်းလုံးမှာဒီလိုအဝိုင်းလေးပါမှာပို့ပြီးလာတာဟိုပြည့်စုံတယ်လို့ထင်တယ်ဆိုလည်းမလုံးနဲ့ပေါ့ကိုကလက်တေချာမလုပ်တတ်သေးဘူးဆိုလည်းမလုပ်ချင်မလုပ်နဲ့ဘာမှမဖြစ်ဘူးနော်ဘာလို့ဆိုဒီခလုတ်ရဲ့ဘေးဘက်ကိုပေးသွားလို့ရှိရင်သူဒီလုံးဝအမိုက်ပုံနဲ့ကြောင်းပေးလိုက်ရမှာဆိုတော့လေကိုအစင်မမလုပ်ဒီဝိုင်းလေးอ่ะเนาะဗျိုင်းလေးဆိုတော့တကယ်တော့ရိုးရှင်းနဲ့လှနေပြီဟုတ်ပြီနော်ဟုတ်ပြီအဲ့တော့အမဒီခုဒါလေးကိုလှုပ်ချင်တဲ့လူတွေတော့တစ်ခါရေးတင်လိုက်မယ်ပေါ့နော်ခုအမဒီဒါလေးကိုပက်ပက်လေကိုခဏယာလိုက်မယ်အမယာလိုက်မယ်ရှားပြီးတော့ငါဘယ်နှလုံးဖြတ်ရင်ကောင်းမလဲဆိုပြီးတော့လုပ်တယ်ပေါ့နော်ခုအမကဒါလုပ်သေးအမယာပြီးသားအမဒီ73လုံးယူမယ်3လုံးယူမယ်တော့2 3ဟုတ်ပြီနော်73လုံးယူမယ်ဟုတ်ပြီသူကြတော့ထူးကြပါပြီထူးကြပါပြီဆိုဘာလဲဆိုရင်ဒီမှာသွားပြီးတော့မတုတ်ဘူးတုတ်လိုက်ပြီဆိုတေးကြတယ်ကိုလူတွေဒီအပေါက်ဒီကြားရဲ့ရောက်သွားလိုက်မယ်ကောအခါကျရင်လုံးဝပြေးရသွားလိုက်မယ်တို့ကြောင့်မို့လို့ဒီနေရာလေးမှာအမဘာလို့စေချင်လဲဆိုရင်ဒီပေါ်ပဲကော်တော့ဒါလေးပြောင်းမဲ့လှန်လိုက်မယ်ဟုတ်နော်ဒီနေရာလေးကိုပဲဒါလေးကိုပဲကော်တော့မှာဒီလိုထားလိုက်ကြနော်ထားပြီးချိန်မှာအဲ့အပေါ်မှာပဲကော်လေးလိုက်ပြီးတော့တုတ်လိုက်မယ်ဘာလို့ဟိုမှာမတုတ်စေချင်ဘူးနော်ဟိုမှာတုတ်လိုက်လို့ရှိရင်လုံးဝတေးကြရတယ်ကိုအမလေးဒါလေးပျက်စီးသွားလိုက်မယ်
ခဏထားလိုက်အောင်နည်းနည်းလေး6အောင်ထားလိုက်မယ်နော်လုံးဝ6သွားအောင်မဟုတ်ဘူးနည်းနည်းတော့6အောင်လို့ထားလိုက်မယ်ဟုတ်ပြီနော်နည်းနည်း6အောင်ထားပြီးသွားလို့ရှိရင်ကိုဒီဒါလေးကိုယူလိုက်မယ်ယူပြီးတော့ဒီပေးပါပဲပတ်လိုက်မယ်အဲ့တက်တိုင်ဆုံးတော့ကိုဒီဘေးဘက်ကိုပဲရအောင်ပတ်မယ်နော်အထက်ကဟိုနှိမ့်တဲ့ကောင်တော့မထိသေးနဲ့နော်အဲ့တဲ့ကောင်ကိုထိကျင်လို့ဖြစ်လို့ရှိရင်ဒီစာကနာလေးနဲ့နည်းနည်းလေးဘေးကိုကားလိုက်ပေါ့နည်းနည်းလေးဘေးကိုကားလိုက်အဲ့ဒါလေးပြီးသွားပြီဟုတ်ပြီနော်အဲ့တော့ဒီမှာအဆုံးလေးလိုက်ပါကြည့်ရှုပြီးတော့ကျေးဇူးတင်ပါတယ်ပေါ့နော်အဲ့တော့ဒီနေရာမှာသတိထားမယ့်နေရာလေးတွေကိုပြောပြထားတယ်ပြန်ပြောရမယ်ဆိုရင်လေဒီကောင်ဒီအလေကဒီစခရင်ကိုဝိုက်ထားတဲ့ကောင်ဒီပက်လေဝိုက်လိုက်တာမဟုတ်ဘူးအပေါ်ကိုခုံးလိုက်တယ်အောက်ကိုထည့်သွားတယ်ဟုတ်ပြီနော်ပက်လေကိုဖြတ်ပြီးတော့လုပ်လိုက်ရင်ဒါမလှဘူးနော်အဲ့လေးပြောတယ်အဲ့တော့ဒီဟာလေးထူးကြဒါလေးကမှတ်ထားမယ်ပေါ့နော်ပြီးဒုတိယတန်းကဒီဟာနဲ့ကပ်ပြီးတော့သွားလို့ရရဲဆိုပြီးမဲ့ဒီအောက်ကြရင်ဘာလို့မလဲနည်းနည်းလေးအောက်ဘက်ကိုခွာမယ်ဘာလို့ဆိုဒီမှာဒီတန်းပေါ်မှာဖြစ်နေကြမို့ဟိုဒီတန်းဆိုနေရလွတ်လပ်ချန်ထားခြင်းလည်းကြမို့သူ့ကိုအောက်လေးနည်းနည်းတိုးလိုက်တယ်တင်တာတော့ကပ်သွားလို့ရတယ်ဒီတန်းနဲ့ကပ်လိုက်လို့ရတယ်ဟုတ်ပြီနော်အဲ့ဒါလေးရပြီးရင်ဘာပြောဖို့လိုတယ်ဆိုရင်ဒါကျန်တဲ့ဟာတော့ဒီပါတယ်ဒါတော့เนาะလုပ်မယ်ပြီးရင်ဒီနေရာလေးမှာဒီသုံးခုကိုအပေါ်ထိတ်ကဟာလေးလုပ်တဲ့ချိန်မှာဒီသုံးခုကိုအချောက်ခံမယ်အချောက်ခံပြီးတော့မှကိုဒီကောင်လေးကိုရမယ်ဟုတ်နော်ရတဲ့နေရာမှာကော်တော့ဘယ်လိုတုတ်လဲဒီဘဝသွားပြီးတော့ကော်မတုတ်ခိုင်းလို့မို့ဒီဘက်တွေကိုကော်မတုတ်ဖက်နဲ့ကြောက်တန်းမှာပဲကော်တုတ်တယ်တုတ်ပြီးတော့မှဒီမှာလာပြီးကတ်တယ်နည်းနည်းလေးအချောက်ခံပြီးတော့နည်းနည်းလေး6ဆိုလေးဖြစ်တဲ့ချိန်မှာအဆိုတလေးတက်ကြံနေနည်းနည်း6ရှင်လိုလေးဖြစ်တော့မှကိုဒီမှာလာကတ်လိုက်တယ်ဟုတ်နော်အရင်ကဒီထားလေးဖိကြောက်လေးကမခိုင်ဘူးဖြစ်မှာဆိုလို့လीနော်ဒါတော့ဒီတစိတ်ကအရန်ကောင်းတယ်နော်ဒီတစိတ်ကခိုင်နေပေါ့နော်ဒီစိတ်လေးကတော့ဒါတော့ comment ပေးရပေါ့နော်ဒီစိတ်ကလေးကိုကြိုက်တယ်ဒီစိတ်လေးကိုသုံးမယ်ဆိုလဲသုံးလို့ရတယ်ပေါ့နော်အဲ့တော့ဒီမှာကြောက်တန်းလေးအဲ့တော့ကိုနှိပ်ကြည့်မယ်နှိပ်တော့အဆင်ပြေပြီဟုတ်နော်ဒီမှာနှိပ်တယ်ဒါလေးနှိပ်လို့အဆင်ပြေတယ်နှိပ်လို့အဆင်ပြေတယ်โอเคအဲ့ဆိုရင်ဒါလေးကပြီးသွားပြီဟုတ်ပြီအဲ့တော့ကိုရဲ့ပတိလေးတွေလည်းကိုကြောက်ကလေးနဲ့ကိုင်နေတယ်ဆိုရင်ကြောလေးကိုင်နေတယ်ဆိုရင်လည်းဒါမျိုးလေးလိုက်လို့ရတယ်အဲ့တော့အဆုံးကြီးလိုက်ကြည့်ရှုပေးတယ်လည်းကျေးဇူးတင်ပါတယ်ပေါ့နော်အဲ့တော့အကုန်လုံးလည်းနှစ်သက်မယ်လို့ထင်ပါတယ်ကျေးဇူးတင်ပါတယ်